ဒီနေ့ရောခရမ်းသီးမိပုတ်တာလေးကိုရခိုင်တုံးလေးဆက်ပြပါမယ်ရှင်။ကြက်သွန်ဖြူငရုတ်သီးနန်းနန်းပင်ကြက်သွန်လေးကိုလုံးလို့မယ်။စိမ့်စားငပီရအဓိကပါနော်။အရင်ကောင်းတဲ့ကျမရဲ့ငပီကိုတုံးထားပါတယ်။အချိုလေးပါမယ်။ โอเคပြီးလို့ရှိရင်ခရမ်းသီးလေးပါမယ်။ကြက်သွန်ဖြူကြက်သွန်လေးငပီကိုမိကင်ထားပြီးတော့သေချာလေးထောင်းပါမယ်။ညနေအောင်ထောင်းပါမယ်။ လော်ပြီးဒါလည်းထောင်းပါပါနော်ထောင်းပြီးစားထည့်မယ်ချုံမုံစားချုံမုံထည့်ပေါ့နော်ပြီးတော့ထောင်းပြီးလို့ရှိရင်အချင်းတော့ကျမတမ်းမြာပြီးလေ2စိမ့်လောက်ညှစ်ပါတယ်ညှစ်ပြီးပြီဆိုလို့ရှိရင်ခန်းသီးလေးထည့်မယ်ဖုတ်ထားရဲ့ခန်းသီးလေးထည့်ပြီးတော့သမအောင်မှွေပါမယ်သမအောင်မှွေပြီးလို့ရှိရင်တော့တခါလဲခန်းသီးမိဖို့ပါလေဒီတိုင်းတုံးလို့ရှိရင်စားတယ်ပါမတော်မှာဆိုလို့เนาะသူကအငန်စုပ်တယ်ဆိုတော့ဒီချက်တုံးနီပပလှိထားရဲနည်းနည်းပြီးထည့်မယ်တခါလေတုံးထဲမှာတုပ်ပြီးလို့ရှိရင်ရပါပြီမိုးအေးလေးနဲ့စားလို့ကောင်းတဲ့ခရမ်းသီးမီးဖုတ်ရခိုင်တုံးလေးရပါပြီအချင်းလို့ရင်တော့အချင်းနှစ်ပါကျမတော့အချင်းစားမလို့ပါရှင်